ဂျွန်ကတာဝန်ထမ်းဆောင်ဖို့ပြန်သွားမယ့်အချိန်ရောက်လာတော့အဖေဖြစ်သူကကားဂိတ်အထိလိုက်ပို့ပေးခဲ့ပါတယ်။ရှေ့တန်းကိုပြောင်းတာနဲ့ဂတိပေးထားတဲ့အတိုင်းဆာဗာနာစီကိုစာရေးခဲ့ပြီးတိုက်ပွဲဝင်နေရတဲ့အချိန်တွေမှာစာရီရောက်ဖို့ကြားနိုင်တာကြောင့်စိတ်ရှည်ပေးဖို့လဲသူမကိုတောင်းပန်ခဲ့ပါတယ်။နောက်ပိုင်းလအနေငယ်အတွင်းမှာတော့သူတို့တို့ကစာရီရနေစဉ်သူတို့ရဲ့နေ့စဉ်ဘဝအဆောင်အရာတွေကိုအပြန်အလှန်ဝေမျှရေးဝေးကွာနေတဲ့အကွာအဝေးကိုအစားထိုးဖို့စူးစမ်းခဲ့ကြပါတယ်။စာဆောင်ထဲမှာတော့ဆာဗာနာကအော်ဂျီဂျင်ကလေးငယ်တွေအတွက်နွေရာသီစကန်ဖွင့်တဲ့နဲ့သူမရဲ့အိမ်မက်အကြောင်းကိုရှင်းခဲ့ပါတယ်။သူမရဲ့မိဘတွေပိုင်တဲ့ channel မှာအဲလန်ကမြင်းနေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေတာကိုကြည့်ပြီးအခြားကလေးတွေလိုပဲဒီလိုကလေးမျိုးတွေကိုလွတ်လပ်စွာပျော်ရွှင်ခွင့်ရစေခြင်းနဲ့စိတ်ကူးကိုရလာတာပါ။ဂျွန်ကလည်းသူမရဲ့ဒီအိမ်မက်ကိုအပြည့်အဝထောက်ခံပေးခဲ့ပါတယ်။ဆာဗာနာကကြောင်းကိုပြန်မသွားခင်ဂျွန်ရဲ့အဖေစီကိုသွားလဲခဲ့ပါသေးတယ်။အဲဒီမှာသူအမျက်နှိုးဆုံးဖြစ်တဲ့ဒင်းကားပြားလေးကိုပြခဲ့ပေမဲ့အဲ့ဒီဒင်းကားရဲ့နောက်ကျောင်းတော့ပြောမပြခဲ့ပါဘူး။အားကြောင့်သူမကဂျွန်စီကိုဒီဒင်းကားရဲ့နောက်ကျောင်းအောင်ပါလဲဆိုပြီးစာရေးမိခဲ့ပါတယ်။ဂျွန်ပြန်ဖြေခဲ့တာကတော့သူ9နှစ်သားတုန်းကအိုက်စခရင်ဝယ်ရင်မတော်တဆရလာတဲ့ဒင်းကားပြားလေးကိုအဖေနဲ့အတူရှေးအောင်ပစ္စည်းအယောင်ဆိုင်မှာသွားစစ်ခဲ့ကြရင်ပထမဆိုင်ကဒေါ်လာ20ပဲပေးပေမဲ့ဒုတိယဆိုင်မှာတော့အဲ့ဒီဒင်းကားကထုတ်လုံးမမိုင်းရင်ထားတဲ့အဖိုးရန်ဒင်းကားဖြစ်နေပြီးဒေါ်လာ4000တန်ကြီးရှိကြောင်းသိခဲ့ရပါတယ်။ဆိုင်ရှင်ကဒီဒင်းကားကိုသားဖြစ်သူအတွက်အမွေဖြစ်သိမ်းထားဖို့အကြံပေးခဲ့ရနေစပြီးဂျွန်ရဲ့အဖေကဒင်းကားပြားတွေအပေါ်ဆွဲလန်းသွားခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီဒင်းကားတွေအကြောင်းအလွှဲရင်သူတို့သားဖကြားမှာစကားပြောစရာမရှိတော့တဲ့အထိအဆက်အသွယ်ပြတ်တောက်ခဲ့ရပါတယ်။ဒီလိုနဲ့ဂျွန်ရဲ့စစ်မှုထမ်းတက်တန်းကုံဆုံးဝနီးကလာပြီးသူတို့နှစ်ယောက်အနာဂတ်အတွက်အစီအစဉ်တွေအများကြီးဆွဲထားခဲ့ကြပါတယ်။ဒါပေမဲ့ကက်စပါကသူတို့ဘက်မှာမရှိခဲ့ပါဘူး။9/11အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုကြားလိုက်ရတဲ့အခါဂျွန်ကအခြေအနေကိုချက်ချင်းရိပ်မိလိုက်ပါတယ်။တမတော်ကစစ်သားတွေကိုသူတို့ရဲ့တာဝန်တက်တန်းတိုးမတိုးစဉ်းစားဖို့2ရက်အချိန်ပေးခဲ့ပါတယ်။ဂျွန်က18နာရီကြာခီးနှင်ပြီးဆာဗာနာစီကိုခဏတာပြန်လာခဲ့ပါတယ်။လေးစိမ်းမှာသူတို့နှစ်ယောက်ပြန်လဲဆုံတွေ့ရတဲ့အခိုက်အတန့်ကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ဆာဗာနာကသူ့ကိုသူမရဲ့မိဘတွေအိမ်ကပါတီပွဲကိုခေါ်သွားခဲ့ပါတယ်။ပါတီပွဲမှာဂျွန်ကရန်နီနဲ့ပြန်ဆုံခဲ့ပြီးအရင်ကကိစ္စတွေအတွက်ပြန်လဲသင့်မြတ်ခဲ့ကြပါတယ်။အိမ်နောက်ဂျင်နဲ့စကားပြောပြတဲ့အခါဂျွန်ကသူ့အမေထော်ရထွက်ခွာသွားတာကိုအဖေဖြစ်သူကရင်မဆိုင်နိုင်တာနဲ့မကြခင်ပြန်လာမှာပါဆိုပြီးသူ့ကို15နှစ်တိုင်တိုင်လိန်ညာနေရတဲ့အကြောင်းရင်ဖွင့်ပြခဲ့ပါတယ်။ဒါကသူ့ဇနီးထားသွားတာကိုခီးထွက်နေတာလို့အဲလန်ကိုလိန်ထားရတဲ့တင်အတွက်တော့စိတ်မကောင်းစရာတိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။သဝနိုင်မိဘတွေကကျွန်းဝန်သဘောကျခဲ့ကြပေမဲ့ပါတီရဲ့အဓိကခေါင်းစဉ်ကတော့9/11တိုက်ခိုက်မှုပဲဖြစ်ပါတယ်။အဲဒီမှာပဲဆဗာနာတီအောင်မမျော်လင့်မဲ့တီးလိုက်ရတာကတော့ဂျွန်ကစစ်မှုရန်တပ်တန်းတိုးဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာပါပဲ။သူမအရန်ဒေါသထွက်သွားပြီးပါတီပွဲကနေထွက်သွားခဲ့ပါတယ်။ဂျွန်ကသူမနောက်ကိုလိုက်သွားတဲ့အခါမှာတော့သူ့ရဲ့ရင်ထဲကပဋိပက္ခကိုဖွင့်ပြောပြခဲ့ပါတယ်။သူကဆဗာနာနဲ့တပွားလုံးအတူနေခြင်းတလို့တစ်ဖက်မှာလည်းနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ခြင်းနဲ့စိတ်တကြားမှာတရားအမှန်လဲဆိုတာမဝေခွဲနိုင်ပဲဝေခွဲမရဖြစ်နေတာပါ။နောက်ဆုံးမှာတော့ဆဗာနာကသူ့ရဲ့အချိန်ကိုနားလည်ပေးခဲ့ပြီးခွဲခွာရတော့မဲ့2နှစ်တာအချိန်တွေအတွက်အလွမ်းပြေအောင်အတူတူအချိန်တွေကုန်ဆုံးခဲ့ကြပါတယ်။ဝေးခွာနေတဲ့အချိန်တွေနဲ့စစ်ပွဲရဲ့ဖြစ်စည်းမှုတွေကသူတို့နှစ်ယောက်ကြားမှာအဟန့်အတားဖြစ်လာပါတော့တယ်။ဆဗာနာဘက်ကအကြာကြီးတီးခန့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမှမတတ်နိုင်တော့ပါဘူး။2လလောက်စာအဆက်အသွယ်ပြတ်သွားပြီးတဲ့နောက်မှာတော့ဂျွန်စီကိုလမ်းခွဲစာရောက်လာခဲ့ပါတယ်။ဆဗာနာကအခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းစကားကဂျွန်ကိုဒေါသထွက်စေခဲ့ပြီးသူမစီကရတဲ့စာအလုံးကိုမိရှုဖျက်ဆီးပစ်ခဲ့ပါတယ်။အဲဒီနောက်အာဖဂန်နစ္စတန်မှာတာဝန်ထမ်းဆောင်နေတော့ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ဂျာမနီမှာ3လကြာစီးကူးသမှုခံယူပြီးတဲ့နောက်မှာတော့သူကစစ်တပ်ထဲမှာပဲဘဝကိုမြုံနှံဖို့ဆုံးဖြတ်ပြီးတက်တန်းထပ်တိုးခဲ့ပါတယ်။ဒီလိုနဲ့4နှစ်တာအချိန်လေးကုံဆုံသွားပြီးတဲ့နောက်မှာတော့အဖေဖြစ်သူလေးဖြတ်သွားတဲ့အတွက်မဖြစ်တာပဲအိမ်ပြန်ခဲ့ရပါတယ်။တတိလေးမိမျောနေတဲ့အဖေဖြစ်သူကိုကြည့်ပြီးသူ့အနားမှာမရှိခဲ့တဲ့အတွက်နှောင်သားတွေနဲ့မျက်ရည်ကျခဲ့ရပါတယ်။အဖေဖြစ်သူကဂျွန်ရဲ့ပေါင်းကိုကင်ပြီးနှစ်သိမ့်လေးနောက်ဆုံးမှာတော့ငြိမ်ချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။အခုတော့ဂျွန်ကဆဗာနာကိုပြန်တွေ့ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့သူတွေ့လိုက်ရတဲ့ဆဗာနာကအရင်အလိုမဟုတ်တော့ပဲသူမရဲ့နွေရာသီစကန်းဖွင့်မဲ့အိမ်မက်ကိုလည်းဆွန်လွတ်လိုက်ရတာကိုတွေ့ရပါတယ်။စကားပြောရင်လည်းမှအန်ဩစရာအမှန်တရားကိုသိလိုက်ရတာကတော့ဆဗာနာလက်ထပ်လိုက်တဲ့သူကတင်ဖြစ်နေတာပါပဲ။တင်ကသွေးကင်ဆာဝေနာခံစားနေရပြီးဆဗာနာကတင်နဲ့အယ်လန်တို့ကိုပြုစုဆောင်ရှောက်ဖို့အတွက်သူမရဲ့အိမ်မက်တွေကိုဆွန်လွတ်ခဲ့ရတာပါ။တင်ကိုဆေးရုံမှာတောနေတဲ့အခါတင်ကသူ့ကိုတောင်းပန်ခဲ့ပါတယ်။သူမရှိတော့ရင်အယ်လန်အတွက်စိတ်ထားရပြီဖြစ်ကြောင်းနဲ့ဆဗာနာဘယ်တော့မှကျွန်းကိုကြည့်တယ်လို့မျိုးချစ်တဲ့မျက်လုံးနဲ့သူ့ကိုကြည့်မှမဟုတ်ဘူးဆိုတာကိုလည်း
ဖွင့်ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ဂျွန်နဲ့ဆဗာနာတို့ဆေးရုံကနေအတူပြန်လာခဲ့ကြပါတယ်။ပြီးတော့သူမကတင်ရဲ့ယောဂကိုကုသဖို့တက်ဆက်ကစမ်းသပ်ဆဲစီးတီတစ်ခုရှိပေမဲ့ကုသစီအញ្ញမ်းကြီးနေကြောင်းရှင်းဖွင့်ပြပါတယ်။သူမမိဘတွေရဲ့ကမ်းခြေအိမ်ကိုရောင်းချခဲ့တယ်လို့ရန်ပုံငွေတွေရှာခဲ့ပေမဲ့လည်းအခြေအနေမထူးတာကြောင့်သူမကအားကိုးရမဲ့ပြီးစိတ်သက်ကြနေရတာပါ။ညစာစားနေတော့မှတော့ဂျွန်ကသူသိချင်နေတဲ့မိကွန်းကိုမေးလိုက်ပါတယ်။ဘာလို့သူ့ကိုဖုန်းတော့မဆက်ပဲစားဆောင်နဲ့လမ်းခွဲခဲ့တာလဲဆိုတာကိုပါ။ဒီမိကွန်းကဆဝါနာရဲ့ရင်ကိုအနာကျင်စေပါတယ်။သူမကဖုန်းကိုကိုင်ရင်အချိန်ကြီးဆက်ဖို့စူးစမ်းခဲ့ပေမဲ့ဂျွန်ရဲ့အတန်ကိုကြားလိုက်ရရင်သူမရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲသွားမှဆိုတဲ့အတွက်တယောက်တည်းနာကျင်ခံစားနေခဲ့ရတာပါ။အဲ့ဒီချိန်တုန်းကထင်ကလည်းဖျားနေတယ်လို့အဲလန်ကိုကြည့်မဲ့သူလည်းမရှိပဲသူမတယောက်တည်းရောင်ချဖြစ်နေချိန်မှာအနောက်မှာရှိနေတဲ့တင်ကိုဘယ်လိုမှရွေးချယ်စရာမရှိပဲလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ရဖြစ်ကြောင်းငိုယူပြီးရှင်းပြခဲ့ပါတယ်။ဂျွန်ကတော့ရင်နာစောနဲ့ပဲသူမကိုဖတ်ပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ပြီးတော့တယောက်ကိုတယောက်မျက်ရည်တွေနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အိမ်တော်ဂျွန်ကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့သူ့အဖေအမျက်လို့စူဆောင်းခဲ့တဲ့ဒင်းကားပြားတွေကသူ့ရဲ့ကံကောင်းစီတဲ့ဒင်းကားပြားလေးတစ်ခုကိုပဲအမတ်တရားဖြစ်သိမ်းထားပြီးကျန်တာတွေအားလုံးကိုရောင်းချလိုက်တာပါပဲ။အဲ့ဒီရတဲ့ငွေတွေကိုတင်မြက်စေကူသားစီရဲ့အတွက်အမည်မဖော်ပဲလူဒန်းပေးခဲ့ပါတယ်။ရှေ့တန်းပြန်ရောက်ပြီးနောက်ဂျွန်စီကိုဆဝါနာစီကစားဆောင်ထပ်ရောက်လာပါတယ်။မိမတိအလူရှင်တို့ကြောင့်တင်ကူတောက်မှုခံယူနိုင်ခဲ့ပေမဲ့ဆေးရွာဆေးမင်းနှလောက်အကြမှာတော့ငြိမ်ချမ်းစွာကွင်လွန်သွားခဲ့ပြီဆိုတာပါပဲ။ပြီးတော့သူမကစားထဲမှာအချိန်တွေကဘလို့ပဲဖြစ်ဖြစ်ကုံဆုံးသွားတာပါပဲ။ငင်းနဲ့အတူရှိခဲ့တဲ့နှစ်ပတ်ပဲဖြစ်ဖြစ်တင်နဲ့နောက်ဆုံးရှိခဲ့တဲ့နှစ်လပဲဖြစ်ဖြစ်ဆိုပြီးဒေတာထားသလိုတနေ့မှဂျွန်နဲ့ပြန်ဆုံမှုမျှော်လင့်ချက်ကလေးထားရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျွန်ကစီတီယူနီဖောင်းကိုချွတ်ပြီးရက်သားဘဝနဲ့နေရက်ကိုပြန်လာခဲ့ပါတယ်။တနေ့မှာတော့ကော်ဖီဆိုင်လေးတစ်ခုရဲ့မှန်ပရင်မောက်ကနေဆင့်သူရန်လွှမ်းနေခဲ့ရတဲ့ဆဝါနာကိုမတော်တဆပြန်တွေ့လိုက်ရပါတယ်။နှစ်ပေါင်းများစွာဝေးကွာခဲ့ရတဲ့သူတို့နှစ်ဦးပြန်လဲဆုံတွေ့ချိန်မှာတော့နှွေးထွေးတဲ့နှုတ်ဆက်မှုတစ်ခုနဲ့အတူဒီဇလန်လေးကကြည်ရှုသူတွေရဲ့ရင်ထဲမှာတခုခုကိုကြံ့ရစ်စေရင်အဆုံးသတ်သွားခဲ့ရပါတယ်။